Hello အားလုံးပဲမင်္ဂလာပါရှင်။ဘိုင်လေးကအခုပေါ့နော်နောက်ထပ်ဆက်တစ်လုံးနဲ့ဒါဘိုင်လေးချက်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒါကတော့အမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်ပုံပြီးမှန်လိမ့်မယ်ပေါ့နော်။ဒါပေမဲ့အမျိုးသမီးတွေအတွက်ဆိုပြီးတော့လည်းဒါအမျိုးသားတွေမကစားလို့မရဘူးလားလို့ဆိုဒီမေးခွန်းလေးထုတ်လာနိုင်တယ်ပေါ့နော်။အဲ့ဒါဆိုတော့အမျိုးသမီးတွေလည်းကစားလို့ရတယ်။အမျိုးသားတွေလည်းကစားလို့ရတယ်ပေါ့နော်။အမျိုးသားတွေကြတော့တင်မားကြွက်သားထွက်ချင်တဲ့သူတွေကစားလို့ရတယ်။အမျိုးသမီးတွေကြတော့ရှင်နေတယ်ခုခေတ်ဆိုလို့ရှိရင်ဒါတင်မားလေးတွေဆိုရင်လုံးဝနေရာလေးသဘောကျကြတယ်ကိတ်တာလေးကိုသဘောကျကြတယ်ပေါ့နော်။အဲ့ဒါဖြစ်တဲ့အတွက်တင်မားကိတ်တာတင်မားလုံးဝနာအတွက်ကိုအရန်ကိုထိရောက်တဲ့ဆက်ပလေးလုံးဆိုလည်းဒါမမှားဘူးပေါ့နော်။အဲ့တော့ပန်းလေးကထွန်းကြည့်ပေးမယ်ဒီဆက်ရဲ့အားသာချက်တွေကိုပြီးရင်ပန်းလေးပြန်ပြောပြပေးမယ်နော်။ဒီကောင်လေးကကျတော့ adjust နေတယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ရက်အလိုက်ပေါ့နော်ဒါမျိုးလေးချိန်လို့ရမယ်နောက်တစ်ခုကဒီကောင်ဆိုလို့ရှိရင်လည်းသူကပေါင်နားမှာရှိရမှာဖြစ်တဲ့အတွက်ဒီကောင်ကရှေ့တို့နောက်ဆုပ်လဲလုံပြီးတော့ကိုယ့်ရက်နဲ့ပေါ့နော်ဒါချိန်ပေးရမယ်နောက်တစ်ခုကကျတော့ဆွဲပြီးတော့ဒီမောက်နောက်ကိုပြစ်ပြီးတော့ထိုင်ချမယ် okayနောက်တစ်ခုပန်လေးပြောချင်တာတကူပါပေါ့နော်ဒီဆက်နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်နေရာမရှိတဲ့အကြောင်းလေးပေါ့ဒီကောင်ကကျတော့ဒီသူ့ရဲ့ဆက်အနေထားလေးကဒါလေးပေပတ်ချလေးပဲရှိရလေးပေပတ်ချလေးဆိုတော့ခါကျတော့ဒီဂျင်းလေးမှာထားမယ်ဆိုလို့ရှိရင်လည်းဒီဆက်ကလေးကနေရာမရှိဘဲနဲ့ဟိုပေါ့နော်ထားလို့ရမယ်အကျေဝန်းဆိုလည်းအများကြီးမလိုအပ်ဘူးပေါ့နော်သူ့အတွက်နေရာအများကြီးပေးစရာမလိုအဲ့ဒါလေးတကူကသူ့ရဲ့အားသာချက်ပေါ့နော်နောက်တစ်ခုကတင်မောင်းကိုတီးတန့်သွားတာဖြစ်တဲ့အတွက်မိန်းကလေးတွေဆိုလို့ရှိရင်အရန်ကိုကြကြမယ်လို့ထင်ပါတယ်အဲ့တော့ပန်လေးကပြောချင်တာတကူကပေါ့နော်ဒီဆက်ကလေးကိုသုံးကြည့်ပါ try ကြည့်ပါပြီးတော့တင်မားတွေအတွက်ကိုအရန်ထိရောက်တယ်ဆိုတာကိုခံစားရမှာပါရှင်အဲ့တော့ဒါရောက်ပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်း Facebook မှာလာရောက်ပြီးလေ့လာပြီးတော့ဝယ်ရရှိနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်